တော်လန်ရေးကာလာလေးနေတွင်းမှာဂျာနေဒီ okay သားနိုင်အောင်စေးချလိုပြီးဖို့ဘက်က breakfast ကိုတိုးရှိစားမင်းတို့ပဲဆိုပြကြချိုးပွားတွေငိုနေရရေပေါ်စီကောင်းနေကောင်းမတွေအားလုံး Facebook မှာဂျိုးတွေကြွနိုင်ငံရေးစိတ်သက်ရှိပြောင်း post တင်ပြီးအားတွေချောင်းမအေးလို့လှုပ်လို့စောက်ပွားတွေပြက်ပြီးတိုင်းပြည်ကနားနေတော့တကိုးစားအေဂျင့်ဘိုးသာဒီကလို့ခံယူပြီးပျော်ပါနေရှာကျွေလွင်းခဲ့တဲ့သူရဲကောင်းတွေကိုမင်းတို့ကစော်ကားနေတာသူသွားခံရင်စောက်ဖက်မလို့စောက်ဖက်ကို6ချက်ကုန်ဟန်ကန်ထဲမှာလစ်တဲ့ချိန်ကြရင်မင်းဖွားရေးစောက်ဖက်ရုပ်ရှောက်လို့ကြပြီးယောဂတွေပြက်တိုင်းပြည်ကစောက်ဘူးထားချဒီလေးနေ့ရဲ့နောက်ပိုင်းရေပေါ်စီမင်းတို့တွေထောက်ကူရမှာတော့တာပြောတာအားမရှိတချို့ရဲ့စိတ်ဟာကြားလက်စီတောင်းလန်းပြီးမှညီညွတ်ကြမယ်ပြောချင်းချင်းတွေသွားညီမလို့ရဲတာမရှိတဲ့စစ်မိတ်ဆာကလေးတွေပေါ်မရှောင်လို့ပဲရုံမှာဘဲနေရဘဲဒေတာရောက်တော်လန်ရေးအောင်ဖို့ပဲလုပ်ကွာသက်တွေဘွားတွေခြေတွေလက်တွေရင်ပြူမင်းတို့ဘာဘာကြီးရဲ့စစ်မှုကလူငယ်တွေတင်းစုကိုတီမှာနာရမသိတဲ့လူအားလုံးဘောပဲလေဒီတော်လန်ရေးမှာပေးစနေတာခံရဆုံးကကြောမွဲတွေဖရန်ဆိုလောက်ကိုတော်လန်ပြပြီးစစ်သွေးတွေစောင်းရကြွစစ်တပ်ကလည်းတလောကလုံးကိုပုံကန်ကြတဲ့စောက်ဆန်းဟာတင်မောသာထောက်ဖို့တကောင်ရဲ့ red တွေမှန်နေအောင်မယ်လေးနှစ်တာမျိုးသိခဲ့ရမှချက်တွေကိုတန်ဖြစ်သုံးတယ်